မင်္ဂလာပါရှင်သမင်းစားမယ်စားကြပါအောင်ရှင်ဒီမှာဒါကရက်ချင်းတော့ကရက်ချင်းတော့မဟုတ်ကရက်ချင်းတို့စေဒါပူတီပြုတ်ဒါကရက်ချင်းဒီမှာငပီးရေဒီမှာကြက်ဥနဲ့အာလူနဲ့ချက်ထားတာမနက်ကချက်တုံးကတော့ကြက်ဥလေးကိုတက်အာလူလေးကိုတက်ကြောမယ်ပေါ့နော်အဲ့လိုချက်ထားတာဒါပေမဲ့ခါလေးအခုရောချက်ပလိုက်တယ်ဒီကငပြားကြီးကြော်လေးကတော့ဟိုတနေ့ကကျန်နေငပြားကြီးကြော်လေးပါရှင်ကျမငပြားကြီးကြော်တိတ်မကြိုက်ပါဘူးမာလီကတော့ကြက်သားကြော်သမီးတော့ငယ်သုံးလေးနဲ့သားတော့ထွေးသုံးလေးရအမေတဲ့ကြက်သားကြော်စားခြင်းနေတဲ့သူတို့ကြက်သားကြော်မနီးရကြော်ကျွေးတာကြံတာကျဲဦးနဲ့အာလူကတော့ဒီမနက်မှချက်တာပါရှင်စားကြမယ်ရှင်ငပီးလေးစမ်းပါမယ်ရှင်ငပီးလေးကိုစမ်းပါမယ်ရှင်ပြီးလေးကိုစမ်းပါမယ်ရှင်ကျမတို့အိမ်ရပြီးတော့ကျုပ်လေးကိုထည့်ပါမယ်ကျမတို့အိမ်ရကျမအိမ်နဲ့ကောကျမဖေးရောတအိမ်လုံးကျုပ်ကိုစကေးနဲ့စားပါတယ်ရှင်တယောက်တစ်လုံးမစားပါတယ်တယောက်တစ်လုံးထက်ပိုပြီးတော့မစားပါဘူးပါစက်အကျစ်ပါမှာဆိုးလို့ပါချက်သေးဦးကတယောက်တစ်လုံးအိမ်နဲ့လည်းတစ်လုံးအဖေလည်းတစ်လုံးအငယ်ဆုံးကလေးလည်းတစ်လုံးညီတူများတူပဲမိသားစုလေးအကုန်လုံးတယောက်တစ်လုံးကျုပ်တယောက်တစ်လုံးပြီးတူတရားနဲ့စားပါလေရှင်စားကြပါဦးရှင်ဘူတီပြုတ်လေးတို့မယ်ခရက်ချင်ကတော့ကျမမကြိုက်ဘူးကျမဘူးတီပြုတ်ပဲကြိုက်တာခရက်ချင်မကြိုက်ဘူး